တာတရားမဲ့အတုံးလဲမငင်းညာမိဘတွေကိုစွမသွားပါနဲ့တာသမီများရဲ့အမေမွေးကျေးဇူးပြန်လဲမြင်ရအောင်အဖေကိုလည်းဆုံးကွာမသွားပါနဲ့တခါတလေတော့ပြန်ခဲ့ကြပါကွာပြန်လာပါတာတို့သမီးတွေပြတင်းမောက်ကမျောရင်အမေမောင်ကိုအရွယ်တွေလေဦးနေဝင်လူဘဝစီးစားအခုတော့အဖိုးနဲ့အဖွားမလမ်းကလဲရင်ဈေးရောင်းဝမ်းသာရှာနှစ်ယောက်ကပါလေးစားနှစ်ယောက်ကဘဝအဆုံးတတ်ပြီနောင်နာမရှိတော့မြစ်တရှင်ခရုဏပန်းများလွမ်းကျုံမတီမိမဆိုတာဘယ်တော့ခါမှသာသမီများပေါ့ထာဝရခွင့်လို့အကျဉ်းနာလေးပေါ်စွန့်ပြေရုံထုံးနဲ့မရှိတော့လေဆရာဦးလို့ဦးမင်းမကြမ်းမကျေအဖေမေတွေရှိရတဲ့ခဏလောက်တော့ပြန်ခဲ့စီဒီနေပြန်လာကြပါအဖေရင်ဝဲမတက်အမေရဲ့ညင်ရှာခွင့်မရှိပါဘူးတာသမီးတွေတစ်သက်စီးရဲကြမှာဆိုအမေမြေဝန်းနဲ့တိတ်ထားလျက်ပါလေအမေပြုံးများနဲ့ဂျုံနေသည်တာတွေသမီးတွေရှိရအဝေးစီပိုတာတဲ့မြတ်တာအစင်ဆန်းရဲ့ရေလိုအေးစီမငိုပြတော့အပြုံးနဲ့မန်တီအလွမ်းများကိုပုံကွယ်ကြံခဲ့သူမိဘနှစ်ပါးစီတနည်းလေးတော့ပြန်လာကြပါကွာတရားမဲ့အတုံးလဲမငင်းညာမိဘတွေကိုစွမသွားပါနဲ့တာသမီများရဲ့အမေအမွေးကျေးဇူးပြန်လဲမြင်ရအောင်အဖေကိုလည်းဆုံးခွာမသွားပါနဲ့တခါတလေတော့ပြန်ခဲ့ကြပါကွာပြန်လာတာတို့သမီးတွေပြတင်းပေါက်ကမျောရင်အမေမောင်အရွယ်တွေလဲဦးနေဝင်လူဘဝစီးစားအခုတော့အဖိုးနဲ့အဖွားမလမ်းကလဲရင်ဈေးရောင်းဝမ်းသာရှာနှစ်ယောက်ကပါလေးစားနှစ်ယောက်ကဘဝအဆုံးတတ်ပြီမငိုပြစ်လေတော့အပြုံးပတ်ရှင်အဖြစ်ကတစ်ဖြစ်လဲအခမဲ့ချမမမိဘတွေမှာရှင်နဲ့ပူဆွေးလွမ်းသမျှဖုံးကွယ်မငိုဘူးအပြုံးနဲ့ဟန်ဆောင်နေရှာအလစ်တက်လာစကပုံတိုင်းတကယ်မပြောင်းလဲပါဘူးပြန်လာပါဖိတ်အိမ်ကလေးစီမိဘနှစ်ပါးနေတိုင်းဆောင်နေရှာအရွယ်တွေလဲအိမ်အိုလေးကပရရှိခိုးတဲ့အဝေးကကြားနေရမည်အမေရင်ငွေကပိုးတဲ့မြတ်တာကဗျာရေပွဲမဆုံးလို့အမေပြုံးများနဲ့ဂျုံနေသည်တာတွေသမီးတွေရှိရအဝေးစီပိုတာတဲ့မြတ်တာအစင်ဆန်းရဲ့ရေလိုအေးသည်မငိုပြတော့အပြုံးနဲ့မန်တီအလွမ်းများကိုပုံကွယ်ရန်ခဲ့သူမိဘနှစ်ပါးစီတလေးလေးတော့ပြန်လာခဲ့ပါကွာ